Assalamu alaikum wa rahmatullahi wa barakatuhu. Ana Aisha. Marhaban. Welcome from Learn Arabic with Aisha. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လေ့လာရမယ့်သင်ခန်းစာလေးကတော့အာရဘီကိန်းဂဏန်းများပဲဖြစ်ပါတယ်ရှင်။အာရဘီကိန်းဂဏန်းတွေက81ကနေ100အထိကိန်းဂဏန်းတွေကိုလေ့လာကြမှာပဲဖြစ်ပါတယ်။အထူးမေတ္တာရက်ခံချက်ဒီသင်ခန်းစာတွေဖြစ်မြောက်အောင်အချိန်နဲ့စူးစမ်းအထောက်မှုတွေအများကြီးနဲ့လုပ်ခဲ့ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုတွေကိုအခြားနေရာများမှာကိုယ့်ယူဖော်ပြခြင်းမျိုးမလုပ်ကြဖို့မေတ္တာရက်ခံပါတယ်ရှင်81ကိုအာရဘီလိုဝါဟစ်ဝါဆာမာနူန်ဝါဟစ်ဝါဆာမာနူန်81ဝါဟစ်ဝါဆာမာနူန်81ဝါဟစ်ဝါဆာမာနူန်81အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်82ကိုအာရဘီလိုအစ္စနာဝါဆာမာနူန်အစ္စနာဝါဆာမာနူန်82အစ္စနာဝါဆာမာနူန်82အစ္စနာဝါဆာမာနူန်82အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်83ကိုအာရဘီလိုဆာလာဆာဝါဆာမာနူန်ဆာလာဆာဝါဆာမာနူန်83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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်84ကိုအာရဘီလိုအရဘာအာဝါဆာမာနူန်အရဘာအာဝါဆာမာနူန်84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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်85ကိုအာရဘီလိုခမ်စာဝါဆာမာနူန်ခမ်စာဝါဆာမာနူန်85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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်အာရဘီစကားပြောတတ်ဖို့ဆိုရင်အာရဘီစာဖတ်တတ်ဖို့ကလည်းအဓိကကြပါတယ်ရှင်ဒါမှအတန်တွက်တွေကိုမှန်မှန်ကန်ကန်ထွက်တတ်မှာပါဒါကြောင့်အာရဘီစာမဖတ်တတ်တဲ့သူတွေအတွက်အာရဘီစာ 4K အရေးအဖက်အပြောနားထောင်အခြေခံသင်တန်းတွေကို Asia Nobelish Academy ပိုင် Aisha မှာသင်တန်းတွေတက်လို့ရပါပြီရှင်ဖွင့်လှစ်ထားတဲ့သင်တန်းတွေကတော့ Modern Standard Arabic အာရဘီစာ 4K အခြေခံသင်တန်း Modern Standard Arabic အာရဘီတရားနဲ့စကားပြော Level 1 Part 1သင်တန်း Omani Arabic တိုင်ရလက် Oman အရက်သုံးအာရဘီစကား 4K အခြေခံသင်တန်းတွေပဲဖြစ်ပါတယ်ရှင်Emirati Arabic တိုင်ရလက် UAE အရက်သုံးအာရဘီစကား 4K အခြေခံသင်တန်းကိုလည်းတက်လို့ရပါတယ် Learn Arabic Burmese with Aisha Facebook page နဲ့ Viber နံပါတ်3999696511တို့မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်86ကိုအာရဘီလိုစစ်တာဝါဆာမာနူန်စစ်တာဝါဆာမာနူန်86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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်89ကိုအာရဘီလိုဆဘာဝါဆာမာနွန်89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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်88ကိုအာရဘီလိုဆာမာနီယာဝါဆာမာနွန်ဆာမာနီယာဝါဆာမာနွန်88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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်89ကိုအာရဘီလိုတစ်အာဝါဆာမာနွန်တစ်အာဝါဆာမာနွန်89တစ်အာဝါဆာမာနွန်89တစ်အာဝါဆာမာနွန်89အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်90ကိုအာရဘီလိုတစ်ဆူန်90အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်လေ့ကျင့်ခန်း1ကိုလေ့ကျင့်ကြည့်ရအောင်81ကိုဝါဟစ်ဝါဆာမာနူန်ဝါဟစ်ဝါဆာမာနူန်81ဝါဟစ်ဝါဆာမာနူန်82အစ္စနာဝါဆာမာနွန်82အစ္စနာဝါဆာမာနွန်83ဆာလာဆာဝါဆာမာနွန်83ဆာလာဆာဝါဆာမာနွန်83ဆာလာဆာဝါဆာမာနွန်84အရဘာအာဝါဆာမာနွန်84အရဘာအာဝါဆာမာနွန်84အရဘာအာဝါဆာမာနွန်85ခမ်စာဝါဆာမာနွန်85ခမ်စာဝါဆာမာနွန်85ခမ်စာဝါဆာမာနွန်86စစ်တာဝါဆာမာနွန်86စစ်တာဝါဆာမာနွန်89ဆဘာဝါဆာမာနွန်89ဆဘာဝါဆာမာနွန်88ဆာမာနီယာဝါဆာမာနွန်88ဆာမာနီယာဝါဆာမာနွန်88ဆာမာနီယာဝါဆာမာနွန်89တစ်အာဝါဆာမာနွန်89တစ်အာဝါဆာမာနွန်89တစ်အာဝါဆာမာနွန်89
90 90 90 90 90 90 စာနေဖတ်ကြည့်အောင်ဝါဟစ်ဝတ်သမနွန်81အစ္စနာဝတ်သမနွန်82သလာသဝတ်သမနွန်83အရဘာအဝတ်သမနွန်84ခမ်ဆာဝတ်သမနွန်85ستة وثمانون شسة سبعة وثمانون شسكون ثمانية وثمانون شسشي تسعة وثمانون شسكو تسعون كوزي كوزتي كوزتي كو عربيلو واحد وتسعون واحد وتسعون كوزتي واحد وتسعون كوزتي واحد وتسعون كوزتي عربيلو سوين دلو سلون بونالي بشباريشين كوزتني90 ကိုအာရဘီလိုအစ္စနာဝတ်တစ်ဆအွန်အစ္စနာဝတ်တစ်ဆအွန်90အစ္စနာဝတ်တစ်ဆအွန်90အစ္စနာဝတ်တစ်ဆအွန်90အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်93ကိုအာရဘီလိုဆလာဆာဝတ်တစ်ဆအွန်ဆလာဆာဝတ်တစ်ဆအွန်93ဆလာဆာဝတ်တစ်ဆအွန်93ဆလာဆာဝတ်တစ်ဆအွန်93အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်94ကိုအာရဘီလိုအရဘာအာဝတ်တစ်ဆအွန်အရဘာအာဝတ်တစ်ဆအွန်94အရဘာအာဝတ်တစ်ဆအွန်94အရဘာအာဝတ်တစ်ဆအွန်94အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်95ကိုအာရဘီလိုခမ်ဆာဝတ်တစ်ဆအွန်ခမ်ဆာဝတ်တစ်ဆအွန်95ခမ်ဆာဝတ်တစ်ဆအွန်95ခမ်ဆာဝတ်တစ်ဆအွန်95အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်96ကိုအာရဘီလိုစစ်တာဝတ်တစ်ဆအွန်စစ်တာဝတ်တစ်ဆအွန်96စစ်တာဝတ်တစ်ဆအွန်96စစ်တာဝတ်တစ်ဆအွန်96အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်69အာရဘီလိုဆဘာဝတ်တစ်ဆအွန်ဆဘာဝတ်တစ်ဆအွန်69ဆဘာဝတ်တစ်ဆအွန်69ဆဘာဝတ်တစ်ဆအွန်69အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်98ကိုအာရဘီလိုSamaniya what is own Samaniya what is own Kuzashi 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 အာရဘီလို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်99အာရဘီလို့တစ္ဆာ what is own တစ္ဆာ what is own 99တစ္ဆာ what is own 99တစ္ဆာ what is own 99အာရဘီလို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်တရားကိုအာရဘီလိုမိအားတရားအာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်လေ့ကျင့်ခန်းနှစ်ကိုလေ့ကျင့်ကြည့်ရအောင်91ဝါဟစ်ဝတ်တစ်ဆအွန်91ဝါဟစ်ဝတ်တစ်ဆအွန်91ဝါဟစ်ဝတ်တစ်ဆအွန်92အစ္စနာဝတ်တစ်ဆအွန်92အစ္စနာဝတ်တစ်ဆအွန်92အစ္စနာဝတ်တစ်ဆအွန်93ဆလာဆာဝတ်တစ်ဆအွန်93ဆလာဆာဝတ်တစ်ဆအွန်93ဆလာဆာဝတ်တစ်ဆအွန်94အရဘာအာဝတ်တစ်ဆအွန်94အရဘာအာဝတ်တစ်ဆအွန်94အရဘာအာဝတ်တစ်ဆအွန်95ခမ်ဆာဝတ်တစ်ဆအွန်95ခမ်ဆာဝတ်တစ်ဆအွန်95ခမ်ဆာဝတ်တစ်ဆအွန်96ستة وتسعون 96 ستة وتسعون 96 ستة وتسعون 96 سبعة وتسعون 7 وتسعون 7 وتسعون 96 ثمانية وتسعون 8 وتسعون 8 وتسعون 99 تسعة وتسعون 9 وتسعون 9 وتسعون 9 وتسعون 100အစအနေဆိုကြည့်အောင်ဝါဟစ်ဝတ်တစ်ဆအွန်91အစ္စနာဝတ်တစ်ဆအွန်92ဆလာဆာဝတ်တစ်ဆအွန်93အရဘာအာဝတ်တစ်ဆအွန်94ခမ်ဆာဝတ်တစ်ဆအွန်95စစ်တာဝတ်တစ်ဆအွန်96ဆဘာဝတ်တစ်ဆအွန်99သမနီယာဝတ်တစ်ဆအွန်98တစ္ဆာဝတ်တစ်ဆအွန်99မိအားတရားواحد وتسعون 91 إثنى وتسعون 92 ثلاثة وتسعون 93 أربعة وتسعون 94 خمسة وتسعون 95 ستة وتسعون 96 سبعة وتسعون 99 ثمانية وتسعون 96 9 وتسعون 99 مئة 100
Congratulations သင်ခန်းစာ9ပြီးဆုံးသွားတဲ့အတွက်ဂုဏ်ယူပါတယ်ရှင်ဒီသင်ခန်းစာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe share လေးလည်းလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့เนาะဒီဗီဒီယိုကသင်အတွက်အကျိုးရှိစေတယ်ဆိုရင် comment လေးရေးပြီးအားပေးခဲ့ပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သင်ခန်းစာတွေမှာပြန်ဆုံကြမယ်เนาะ